သူများကိုယ်ကိုဘာပြောပြောအဲ့ဒါကိုစဉ်းစားမနေနဲ့စဉ်းကျင်မနေနဲ့နော်ကိုကောင်းတဲ့ရထုတ်နေအောင်ကြိုးစားရမယ်ပေါ့ဆက်ပြီးတော့မြတ်စွာဘုရားဆုံးမတာကပရိသံသူတစ်ပါးတို့ဤကတကတံပြုအပ်သောအမှုမပြုအပ်သောအမှုတို့ကိုနအဝခေယအလုတ်တစ်ခုဂယုပြု၍ကြီးရှုဆင်ခြင်၍မနေရဟောဒါလေးကြတော့ဓာတ်ရိုက်ပြောတာနော်သူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုအလုတ်တစ်ခုကြီးလို့လုပ်ပြီးတော့အဲ့ဒါကိုခေါင်းထဲထည့်မနေတဲ့ဟုတ်လားသူများဆိုတာဒီနေရာမှာကိုယ်ဟာလွဲရင်သူများပဲဆိုတာကိုလည်းပဲရိုးရှင်းရှင်းနားလည်ဖို့လိုတယ်နော်သူများလို့ပြောတဲ့အခါကိုယ့်ရင်ကလူတွေမပါဘူးလို့ထင်ပါဆိုလို့တကယ်တမ်းကိုယ့်ရင်ကလူတွေအကြောင်းစဉ်းစားရင်းနဲ့ပဲပူရတာလောင်ကြရတာအနည်းဆုံးလူကကိုယ့်ကိုအရှုပ်နိုင်ဆုံးလူပဲဟုတ်လားဒါကြောင့်သူများလို့ပြောလို့ရှိရင်ကိုယ်ဟာလွဲရင်သူများပဲအဓိကသူများကကိုယ်ဘေးကလူတွေကပို့ပြီးတော့သူများပဲလို့နားလည်ဖို့လိုတယ်နော်အဲ့ဒါမြတ်စွာဘုရားစိတ်ချမ်းသာခြင်းနဲ့ငြိမ်းအေးခြင်းနဲ့ဆိုလို့ရှိရင်သူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုမစင်စားနဲ့တဲ့သူဘာလုပ်ပေါ့ဆိုလိုတာကဟုတ်လားအဲ့လို့ဆိုရင်ဘာလုပ်ရမှာတော့ဘာကိုစဉ်းစားရမှာတော့ဘာကိုဆင်ခြင်ရမှာတော့ဆိုတော့အတ္တနောဝအဝခေယကတာနိအကတာနိစအတ္တနောဝမိမိဣတာလျင်ကတာနိအကတာနိစပြုတ်သောအမှုတို့ကို၎င်းအကတာနိစမပြုတ်သောအမှုတို့ကို၎င်းအဝခေယစဉ်းစားဆင်ခြင်သုံးသပ်ရ၏တဲ့သူများအကြောင်းမစဉ်းစားနဲ့ဒါနဲ့မစုအကြောင်းစဉ်းစားရမှာတော့ဆိုတော့ကိုယ်အကြောင်းကိုစဉ်းစားအားလို့ပြောတာဟုတ်တာပေါ့ကိုယ့်အတွက်အရေးကြီးဆုံးကကိုယ်ပဲလေကိုယ်ကိုကောင်းအောင်ဆိုးအောင်လုပ်တာလဲတကယ်တမ်းအဓိကကိုယ်ပဲဘယ်သူမှကိုယ်လောက်ကိုယ်ကိုလာပြီးတော့လုံနိုင်တာမရှိဘူးကိုယ်လောက်ကိုယ်ကိုချမ်းသာစေတာဘယ်သူမှမရှိဘူးကိုယ်လောက်ကိုယ်ကိုဆင်းရဲစေတာလည်းဘယ်သူမှမရှိဘူးဒါကြောင့်ကိုယ့်ကိုယ်အကောင်းဆုံးကင်တွယ်နိုင်တတ်ဖို့အတွက်ကိုယ်အကြောင်းကိုပဲစဉ်းစားကိုယ်အကြောင်းကိုပဲဆင်ញင်ကိုယ်အကြောင်းကိုပဲသုံးသပ်ရမယ်ဟုတ်လားအဲ့ဒါကိုယ်အကြောင်းကိုစဉ်းစားလို့ရှိရင်သူများအကြောင်းကိုစဉ်းစားတဲ့အနေအထားတွေကလည်းပဲဘုံဘုံတော်တွေရှောင်ကျင်မိသားဖြစ်သွားတယ်တချို့ကပြောကြတာရှိတယ်သူများအကြောင်းမစဉ်းစားနဲ့လို့ပြောတာတော့လွယ်တယ်ဒါပေမဲ့အမြဲတမ်းစဉ်းစားမိနေတယ်ဘယ်လိုလုပ်ပြီးတော့သူများအကြောင်းကိုမစဉ်းစားဘဲနဲ့တပြည့်လို့နေရမှာတော့ဟုတ်တယ်အချိန်တော်တော်များများသူများအကြောင်းတွေကြီးခေါင်းထဲရောက်နေနော်အဲ့ဒါသူများအကြောင်းကိုစဉ်းစားတာကိုကိုယ်စိတ်ထဲကတိတ်ပြီးတော့မနှစ်မြို့ဘူးမကြိုက်ဘူးကိုမကြိုက်ဘူးဆိုရင်ဘာနဲ့အစားထိုးသင့်လဲလို့မင်းကိုအကြောင်းကိုစဉ်းစားတာနဲ့အစားထိုးသင့်တယ်ကိုအကြောင်းကိုစဉ်းစားလို့ရှိရင်သူများအကြောင်းကိုစဉ်းစားလို့စဉ်းစားစရာမလိုသလိုဖြစ်သွားတနည်းအားဖြင့်ကိုအကြောင်းကိုကောင်းကောင်းသိလေသူများအကြောင်းကိုတိတ်ပြီးတော့စိတ်မဝင်စားလေတိတ်ပြီးတော့မစဉ်းစားခြင်းလေစဉ်းစားဖို့တိတ်မလိုအပ်ဘူးလို့နားလေပေါ့ကိုဘုံဘုံတို့ကဒါကိုယ်တိုင်ပုံစဉ်းစားကြည့်တယ်ပေါ့နော်ဘာကြောင့်သူများအကြောင်းတွေကိုခေါင်းထဲရောက်နေလေကိုအကြောင်းကိုခေါင်းထဲကိုတိတ်မထဲလို့ကိုအကြောင်းကိုခေါင်းထဲမထဲတဲ့အခါကျတော့ကိုအကြောင်းကိုမှန်မှန်ကန်ကန်မသိဘူးမှန်မှန်ကန်ကန်မသိတော့သူများအကြောင်းတွေကိုစိတ်ဝင်စားတဲ့အကောင်းတယ်လို့ထင်နေတာတကယ်တမ်းကိုယ့်အတွက်စိတ်ဝင်စားတဲ့အကောင်းဆုံးကကိုအကြောင်းပဲဆိုကြပါစို့ကိုအကြောင်းကိုသာမှန်မှန်ကန်ကန်သိရင်သူများအကြောင်းကိုစဉ်းစားမိမှမဟုတ်ဘူးဆိုတဲ့စကားလေးကိုကောင်းကောင်းနားလည်စေခြင်းကိုအကြောင်းကိုဘယ်လိုမှန်မှန်ကန်ကန်သိရမှာတော့ဘုံဘုံတို့တွေမှာမပြေလေသေးတဲ့ပြဿနာတွေအများကြီးရှိတယ်မဖြေရှင်းရသေးတဲ့အရှုပ်အထွေးတွေအများကြီးရှိတယ်ဟုတ်လားပြောလို့ရှိရင်ဘုံဘုံတို့တွေကကိုအကြောင်းကိုကောင်းကောင်းသိရင်ငါတနာစရာအနေအထားမလွတ်သေးဘူးဆိုတာကိုကောင်းကောင်းသိနိုင်တေချာစဉ်းစားကြည့်ကိုမှပြဿနာတွေအရှုပ်အထွေးတွေတန်းလန်းနဲ့နေရတာတကယ်ကအတိတ်ကာလကပြုခဲ့တဲ့အကုသိုလ်တွေအကျိုးပေးခွင့်သာရင်အကျိုးပေးမယ်ဆိုတဲ့အနေအထားတွေတကယ်တမ်းကဒီခန္ဓာမှာကမ္မပစ္စယတတ္တိအနေနဲ့လိုက်နေတာရှိတယ်အဲ့ဒါတွေကိုဘုံဘုံတို့ခြေဖြတ်ပြီးပြီလားလို့ကိုမေးမယ်ဆိုရင်ဘယ်လိုပြောမခြေဖြတ်ရသေးဘူးနော်အချိန်မရွေးသေးပြီးတော့အချိန်မရွေးအတိတ်ကပြုခဲ့တဲ့အကုသိုလ်ကံတွေကကိုယ်နှိမ့်ဆက်နိုင်တယ်အဲ့တော့ကိုယ်မှာအဲ့ဒီတာဝန်ကြီးရှိသေးတယ်ဘာလဲအဲ့ဒီအကုသိုလ်ကံတွေကိုခြေဖြတ်ဖို့ကိုယ်မှာတာဝန်ရှိတယ်အလုပ်ရှိတယ်ဟုတ်တယ်မဟုတ်လားပြီးတော့အနာဂတ်မှာလည်းပဲဘုံဘုံတို့တွေဟာမကောင်းတာတွေကိုလှုပ်ခွင့်ပြောခွင့်ဆိုးခွင့်အများကြီးရှိနေတယ်ပြောရရင်စိတ်ရဲ့မှားယွင်းမှုတွေအတိတ်ကလည်းမှားခဲ့တာအခုလည်းပဲအဲ့ဒီမှားတဲ့တတ္တိယပျောက်ပြီလားမပျောက်သေးဘူးအနာဂတ်လည်းပဲမှားအောင်မှာပဲမသိသေးဘူးဘဝအကြောင်းကိုမသိသေးဘူးမသိသေးတဲ့အခါကျတော့မမောမှုတွေမကျေနပ်မှုတွေအဲ့ဒါတွေကိုအခြေခံပြီးတော့
နော်ကာယကံမှားယွင်းမှုဝစီကံမှားယွင်းမှုမနောကံမှားယွင်းမှုကံသုံးပါးမှားယွင်းမှုတွေအနာဂတ်မှာဘုံဘုံတို့မှာဖြစ်လက်တန့်နေတေချာပေါက်မှားယွင်းနိုင်ခွင့်အဖြစ်နေတော့ရှိနေတယ်အဲ့ဒီဥစ္စာကိုဘုံဘုံတို့တွေဟာနော်တစ်ချိန်မှငါမမှားစေရဘူးအခုလည်းပဲငါမမှားစေရဘူးလို့အဲ့လိုဘုံဘုံတို့မှာလုံနိုင်တဲ့အနေအထားမရှိသေးဘူးအဲ့တော့ကိုယ့်ရဲ့အခြေအနေမှန်ကိုသိဖို့ဆိုတာအဓိကအဲ့ဒါကိုပြောတာအဲ့တော့ဘုံဘုံတို့မှာနော်စိတ်ထဲမှာမှားယွင်းမှုတွေကိုအခြေခံပြီးတော့နော်မဟုတ်တာတွေကိုနော်ဖြစ်ပေါ်စေနိုင်တဲ့အနေအထားတွေရှိသေးတယ်အဲ့လိုဆိုရင်အဲ့ဓာတွေကဘာတွေကိုဆက်ပြီးတော့ဖြစ်စေမှာတော့ဆိုတော့ဆင်းရဲဒုက္ခတွေကိုပဲဖြစ်စေမှာပဲအဲ့တော့ပြောရလို့ရှိရင်ကိုယ်ဒုက္ခနဲ့ကိုယ်ကိုမရှင်းရသေးဘူးရှုံနေတယ်ပေါ့ဟုတ်လားအဲ့လိုဆိုရင်ငါဓာတွေကိုရှင်းအောင်လုပ်မယ်ငါကငါပို့ပြီးတော့အည်အသွေးရှိအောင်လုပ်မယ်နော်လိုချင်စရာနဲ့တွေ့ရင်လိုချင်မှုမကျေနပ်စရာနဲ့တွေ့ရင်မကျေနပ်မှုတို့ဒီတစ်မျိုးကြဖြစ်နေတဲ့ကိစ္စကြီးကိုငါလျှော့ချနေအောင်နော်နေတဲ့နေအောင်ငါလုပ်မယ်ဆိုတဲ့စိတ်ကူးမျိုးရှိရမယ်ပေါ့နော်ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကဘုံဘုံကောင်းတဲ့ပေါ်လာတာလေးတစ်ခုကတေချာပေါက်အနာဂတ်မှာရင်ဆိုင်ရမယ့်တည်ခြင်းတရားအဲ့ဒီတည်ခြင်းတရားရဲ့ရှေ့အနာလေးမှာအများစုတွေ့ကြတဲ့နာခြင်းတရားဟုတ်လားအဲ့ဒီတည်ခြင်းတရားနဲ့နာခြင်းတရားအတွဲလိုက်လေဘုံဘုံကမှတ်စေခြင်းဟုတ်လားဘလောက်ကံကောင်းတယ်ပြောပြောတေဂာနီးတော့အနည်းဆုံးတော့နာကြရတာပဲနော်အများစုကတော့မသေးခင်ကိုပဲခဏခဏနာကြရတယ်အဲ့ဒီနာခြင်းတည်ခြင်းနဲ့တွေ့လာလို့ရှိရင်ငါစိတ်ကိုချမ်းသာနိုင်တဲ့အရေးသွေးရှိသလားဒါကိုစဉ်းစားရမယ်မြတ်စွာဘုရားတော့ဟောတယ်နော်ကိုယ်သာနာပါစေစိတ်မနာစေနဲ့လို့ဟောထားတယ်နော်အဲ့ဒါကိုငါအပြည့်အဝကျင့်သုံးနိုင်သလားနော်ကိုနာတယ်စိတ်နာတယ်ဆိုတာဒါအလုံးနားလေနော်ယောဂဖြစ်တာကိုနာတာပေါ့နော်စိတ်နာတယ်ဆိုတာကဒီယောဂဖြစ်နေတဲ့အနေအထားကြီးကိုပဲငါလို့ငါဥစ္စာလို့ထင်လိုက်တော့စိတ်ထဲကနော်စိုးရင်တာတွေငိုကြွေးတာတွေနော်ခံရခက်တဲ့သဘောတွေဖြစ်လာတာကိုဒါစိတ်နာတယ်လို့ပြောတာအဲ့တော့ဘုံဘုံတို့မှာကိုနာတိုင်းနာတိုင်းစိတ်မနာအောင်နေတတ်တဲ့အည်အသွေးကလည်းပြည့်ပြည့်ဝဝမရှိသေးဘူးဟောပြောရရင်ကို့မှာလှုပ်เสียရတယ်အရေးပါတဲ့လှုပ်เสียရတယ်တူတူတန်းလန်းနဲ့ပေါ့နော်ဟုတ်တယ်မဟုတ်လားဒါနာခြင်းကိုရင်မဆိုင်နိုင်ဘူးဆိုတဲ့သဘောပေါ့